မင်းအောင်လှိုင်အပါအဝင်စစ်ဗိုလ်ချုပ်များအားအမြန်ဆုံးဖမ်းဆီးရန် ICC အရေးပေါ်ထုတ်ပြန်ချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်မှုစစ်ခုံရုံးဖြစ်သည့် International Criminal Court ICC သည်မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသောလူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီးအရေးပေါ်ထုတ်ပြန်ချက်တစ်ရပ်ကိုယနေ့တွင်ထုတ်ပြန်ခဲ့ပြီးစစ်ကောင်ဆောင်များအပေါ်ဖမ်းဆီးရန်အမိန့်ချမှတ်ရေးလုပ်ငန်းစဉ်များကိုအရှိန်မြင့်ဆောင်ရွက်နေကြောင်းကြေညာခဲ့ပါတယ်။ထိုထုတ်ပြန်ချက်အရစစ်တပ်အထွေထွေခေါင်းဆောင်ဖြစ်သူ Senior General မင်းအောင်လှိုင်အပါအဝင်ထိပ်တန်းစစ်ဗိုလ်ချုပ်များကိုလူသားတရက်လွန်ပြစ်မှုများ Crimes Against Humanity နှင့်စစ်ရာဇဝတ်မှုများ War Crime ဖြင့်စုံစမ်းစစ်ဆေးနေကြောင်းဖော်ပြထားပါတယ်။ ICC ရုံးချုပ်တရှိရာဒီဟိတ်မှာထုတ်ပြန်ချက်တွင်နိုင်ငံတကာဥပဒေကိုအလေးထားလေးစားရမည်ဖြစ်ပြီးပြစ်မှုကျူးလွန်သူများအားတာဝန်ယူမှုမှလွတ်မြောက်ခွင့်မရှိဟုတိတိကျကျဖော်ပြထားပါတယ်။ထို့သောအရေးပေါ်ထုတ်ပြန်ခြင်းမှာမြန်မာနိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှုများအပြစ်မဲ့ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်းကြေးရွာများမိရှို့ဖျက်ဆီးခြင်းတို့ဆက်လက်ဖြစ်ပွားနေမှုများကြောင့်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဥပဒေကြမ်းကျင့်သူများအဆိုအရ ICC အရေးယူလုပ်ငန်းစဉ်သည်တည်အထောက်ထားစုဆောင်ခြင်းစုံစမ်းစစ်ဆေးခြင်းနှင့်တရားဝင်ဖမ်းဆီးမိန့်ထုတ်ပြန်ခြင်းတို့ပါဝင်သည့်အစင်းလိုက်လုပ်ငန်းစဉ်ဖြစ်ပြီးအဖွဲ့ဝင်နိုင်ငံများ၏ပူးပေါင်းဆောင်ရွက်မှုမရှိမဖြစ်လိုအပ်ကြောင်းထောက်ပြထားပါသည်။ ICC အဖွဲ့ဝင်နိုင်ငံများအနေဖြင့်ဖမ်းဆီးမိန့်ထုတ်ပြန်ခံရသူများကိုတွေ့ရှိပါကဖမ်းဆီးပေးရန်တာဝန်ရှိတော်လဲမြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်မဟုတ်ခြင်းကြောင့်လက်တွေ့အကောင့်ထဲပေါ်မှုတွင်စိန်ခေါ်မှုများရှိနိုင်ကြောင်းလည်းသုံးသပ်ထားကြပါသည်။လူခွင့်ရေးအဖွဲ့များကတော့ ICC ယခုအရေးပေါ်ထုတ်ပြန်ချက်သည်မြန်မာပြည်သူများအတွက်တရားမျှတမှုရရှိရန်အရေးကြီးသည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းကြိုဆိုခဲ့ကြပါသည်။ထို့ပြင်ကုလသမဂ္ဂနှင့်နိုင်ငံတကာအတိုင်းဝိုင်းအားဖမ်းဆီးအမိန့်အကောင့်အထည်ဖော်နိုင်ရန်အားပေးပံ့ပိုးမှုများတိုးမြင့်ဆောင်ရွက်ရန်တိုက်တွန်းထားကြပါတယ်။နိုင်ငံရေးလှိလာသုံးသက်သူများကလည်းယခုထုတ်ပြန်ချက်သည်မြန်မာနိုင်ငံရေးအခြေအနေပေါ်အရေးပါသည့်ဖိအားတစ်ရပ်ဖြစ်နိုင်ပြီးစစ်ကောင်ဆောင်များ၏နိုင်ငံတကာသွားလာခွင့်နှင့်တန်တမာရေးဆက်ဆက်မှုများပေါ်တရားမှုများဖြစ်ပေါ်လာနိုင်ကြောင်းသုံးသပ်ထားကြပါတယ်။ထို့ကဲ့သို့အရေးယူမှုများသည်တရားမျှတမှုနှင့်တာဝန်ယူမှုကိုအခြေခံသည့်အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက်အရေးပါသည့်အခြေခံတစ်ရပ်ဖြစ်လာနိုင်ကြောင်းလည်းဖော်ပြထားပါတယ်။ ICC လုပ်ငန်းစဉ်များဆက်လက်ညီတို့ဖွံ့ဖြိုးမည်ဖမ်းဆီးမိန့်တရားဝင်ထုတ်ပြန်မည်မဟုတ်မည်ဆိုသည်ကိုနိုင်ငံတကာအတိုင်းဝိုင်းနှင့်မြန်မာပြည်သူများကအနိကစောင့်ကြည့်လျက်ရှိကြပါတယ်။ယခုအရေးပေါ်ထုတ်ပြန်ချက်သည်တာဝန်ယူမှုမှလွတ်မြောက်ခြင်းမရှိစေရန်နိုင်ငံတကာဥပဒေစနစ်၏သတိပေးသံတရက်ဖြစ်ကြောင်းသုံးသပ်နိုင်ပါတယ်။ဆက်လက်ပြီးစကိုင်းကသုံးလုံးနေမြင့်နှင့်အထီးနာနေသောချင်းပြည်ကိုထိုးစစ်မြင့်ရန်စစ်ကောင်ဆောင်မြေပြင်စင်စီယုံနယ်ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရှိကသုံးလုံးနေမြင့်နှင့်အထီးနာနေသောချင်းပြည်နယ်ကိုထိုးစစ်မြင့်တင်ရန်အတွက်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်ဟုံးမလင်းမြို့သို့သွားရောက်၍စီယုံရေးစင်ကဲကြောင်း CDM အရာရှိနှင့်၎င်းတို့ထုတ်ပြန်ချက်ရသိရပါတယ်။ကသုံးလုံးဆိုသည်မှာကတ္တခရိုင်ကတ္တထီချိုက်ဗမောက်အင်တော်ကောလင်းခရိုင်ကောလင်းဝင်းတို့ပင်လယ်ဘူးနှင့်ကမ်ဘလူခရိုင်ကမ်ဘလူကျွန်းလာတို့ဖြစ်ပြီးရင်းဒေသများကိုစစ်ကော်မရှင်ကဟုံးမလင်းဗမောက်မှတက်ဆင်ထိန်းချုပ်နိုင်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။အဓိကကတော့ KIA ဘက်ကသုံးလုံးနေမြေတွေဘာတွေပြောလာတဲ့အချိန်မှာသူကအဓိကကြားတဲ့အင်တော်နဲ့ပင်လယ်ဘူးနေရာတွေမူးမြစ်ဝမ်းတလျှောက်ကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့သွားတာဖြစ်တယ်ဟုစစ်ရေးဆိုင်ရာလိလာစောင့်ကြည့်သူ CDM ဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောကြားပါတယ်။ရှင်းပြစကိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမတက်စစ်၎င်းတို့တပ်ဖွဲ့ဝင်များအထိနာနေသည့်ချင်းပြည်နယ်ကိုအားပေးရန်ဖြင့်တိုက်စစ်မြင့်ရန်စစ်ကောင်ဆောင်မလာခင်ကတည်းကဟုံးမလင်းတွင်အင်အားရိခခရံများရာခဏန်းချီပြီးပို့ဆောင်ထားကြောင်း၎င်းကဆက်လက်ဆိုပါတယ်။ထို့နောက်စစ်ကောင်ဆောင်သည့်နမခ၏ဟုံးမလင်းတပ်နယ်နှင့်မြို့နယ်တာဝန်ရှိသူတို့အားရှမနစ်ဖေဖော်ဝါရီ15ရက်တွင်မြေပြင်ကွင်းစင်သွားရောက်တွေ့ဆုံပြီးခုခံတော်လှန်နေသောတော်လှန်ရေးအင်အားစုများကိုမဟုတ်မမှန်ဆွဆွဲပြောဆိုခဲ့ကြောင်း၎င်းတို့ထုတ်ပြန်ချက်ရသိရပါတယ်။စကိုင်းတိုင်းအချို့နေရာတွေမှာစုပူတောင်ကျမှုတွေပေါ်များတာဟာအသိပညာအားနည်းမှုအတတ်ပညာအားနည်းမှုတွေနဲ့ဆက်ဆက်နေတာကိုအခြေခံအားဖြင့်တွေ့ရှိနိုင်ပါတယ်ဟုစေကောင်းဆောင်ကဆွဆွဲပြောဆိုကြောင်း၎င်းတို့ဝါဒဖြန့်သတင်းစာ၌ထုတ်ပြန်ဖော်ပြထားပါတယ်။ထို့ပြင်နိုင်ငံရေးအကြောင်းပြ၍ကိုချိုးအတွက်တယံစာတာများကိုတရားမဝင်ထုတ်ယူမှုအမြောက်အများရှိပြီးလက်နက်အားကိုဖြင့်ပြည်သူများထံမှငွေကြေးများအတင်းအဓမ္မကောက်ခံကကိုချိုးသုံးနေကြကြောင်း၎င်းကလက်အောက်ခံများအားဆက်လက်စည်းရုံးပြောပါတယ်။စကိုင်းတိုင်းသည်စစ်ကော်မရှင်ကိုအာဏာသိမ်းကာလအတွင်းခုခံတော်လှန်မှုအားကောင်းလျက်ရှိပြီးပြီးခဲ့သောရက်ပိုင်းတွင် KIA ဒူးဗိုလ်ချုပ်ကြီးခွန်မော်ကသုံးလုံးအပါအဝင်စကိုင်းအခြေအနေနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပြီးနောက်ယခုကဲ့သို့စစ်ကောင်ဆောင်လာရောက်ခြင်းလည်းဖြစ်ပါတယ်။ယခုကဲ့သို့ခုခံတော်လှန်မှုများဖြစ်ပေါ်လာရခြင်းသည်စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပြီးလိုအပ်သောရန်ပုံငွေများတိုက်ပွဲများကိုတရားနည်းလမ်းကျစွာရယူလှုပ်ဆောင်နေသဖြင့်ထိုဆွဆွဲပြောဆိုမှုများအားလက်မခံပေ့ချကြောင်းစကိုင်းဖိုရမ်ဖက်ဒရေးရှင်းကတုံ့ပြန်ပါတယ်။တိုင်းပြည်မှာပေါ်ကျွယ်ဝတဲ့တယံစာတာကိုနှီးမျိုးစုံနဲ့နိုင်ငံခြားကိုထုတ်ရောင်းလုပ်ပိုင်ခွင့်ပေးနေတဲ့အကြံဖတ်စစ်ကော်မရှင်ကဒီလိုဆွဆွဲပြောဆိုတာဟာတရားမဝင်ဘူးပေချတဲ့တကူကလူပြန်ဟစ်နေတာမျိုးဟုစကိုင်းဖိုရမ်ဖက်ဒရေးရှင်း EC အဖွဲ့ဝင်ကိုစိုးဝင်းကသတင်းဌာနကိုပြောကြားပါတယ်။ရခိုင်ခန်းဒီခရိုင်အတွင်းတည်ရှိသောဟုံးမလင်းမြို့နယ်ကိုအာဏာသိမ်းစစ်ကော်မရှင်ကခရိုင်တစ်ခုအဖြစ်သတ်မှတ်ထားပြီးတစ်ရွှေဖြူပလက်တီနမ်ကြောင်မီတွေစသည့်တယံဇာတာများထွက်ရှိက၎င်းတို့နှင့်ထိတွေ့ဆက်ဆံနိုင်ငံတချို့နှင့်ဒူးဖော်ပူးပေါင်းလှုပ်ဆောင်နေကြောင်းသိရပါတယ်
ဆက်လက်ပြီးတိုင်းသားခေါင်းဆောင်တွေက NUG နဲ့အတူညီညွတ်မှုပြသဖို့လိုအပ်နေသည်ဟု KMDF ဥက္ကဋ္ဌပြောကြားတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုင်းသားတော်လှန်ရေးကောင်ဆောင်တွေကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူညီညွတ်မှုကိုပြသဖို့လိုအပ်နေသည့်ကြောင်းကရင်အမျိုးသားများကာကွယ်ရေးတပ် KMDF ဥက္ကဋ္ဌခွန်ဘီထူကပြောကြားလိုက်ပါတယ်။ကရင်ပြည်နယ်အတွင်းရှိစစ်ရေးလိုအပ်ချက်တွေကိုဖြည့်တင်းဖို့ပြုလုပ်ခဲ့တဲ့ရတနာအာမန် Lucky Draw မဲဖွင့်ပွဲနှင့်ကမ်ပိန်းပိတ်ပွဲအခမ်းအနားကိုမနေ့ကဖေဖော်ဝါရီလ15ရက်မှာပြုလုပ်ခဲ့ပြီးအဆိုပါအခမ်းအနားမှာ KMDF ဥက္ကဋ္ဌခွန်ဘီထူကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ကရင်အမျိုးသားများကာကွယ်ရေးတပ် KMDF ဥက္ကဋ္ဌခွန်ဘီထူကတော်လှန်ရေးရဲ့လက်ရှိအခြေအနေတွေစစ်ရေးအခြေအနေတွေနိုင်ငံရေးအခြေအနေတွေကိုအဆိုပါအခမ်းအနားမှာပြောကြားခဲ့ပါတယ်။တော်လှန်ရေးဟာအခက်အခဲတွေကြားမှာဆက်ပြီးရှင်းသန်နေစေဖြစ်တယ်လို့မိပေါင်းစုံနဲ့ဆက်ပြီးပွင့်လန်းနေစေဖြစ်ပြီးခက်ခဲတဲ့အရာတွေထဲမှာဆက်ပြီးတော့ကြော်လွှားရမယ့်အရာတွေရှိကြောင်းဆိုပါတယ်။နံပါတ်1အရေးကြီးတဲ့အခက်အခဲကြော်လွှားရမယ့်အရာတစ်ခုကတော့ဒီနေ့ဒီအချိန်မှာညီညွတ်မှုကအင်မတန်အရေးကြီးတယ်ပေါ့နော်ဒီညီညွတ်မှုကကျွန်တော်ပထမဆုံးပြောလို့တဲ့ညီညွတ်မှုကခေါင်းဆောင်ပိုင်းမှာညီညွတ်မှုကိုကျွန်တော်တို့ပြသဖို့အင်မတန်လိုအပ်တယ်ကျွန်တော်တို့ရဲ့လက်ရှိခေါင်းဆောင်တွေကြားမှာပေါ့နော်တော်လှန်ရေးကိုစစ်ကောင်စီကိုအားလုံးတော်လှန်နေကြတယ်မြောက်ပိုင်းအဖွဲ့တွေပဲဖြစ်ဖြစ်အေးပဲဖြစ်ဖြစ်စစ်ကောင်စီကိုတော်လှန်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ညီညွတ်မှုကိုပြသတဲ့နေရာမှာလိုအပ်ချက်တွေရှိနေသေးတယ်NUG ကိုကပေါ့နော်တော်လန်ပြည်သူတွေဦးဆောင်နေတဲ့အစိုးရတရက်အနေနဲ့ရှိပေမဲ့ပေါ့နော် NUG နဲ့အတူတူကျွန်တော်တို့ရဲ့ညီညွတ်မှုကိုပြသဖို့ကျွန်တော်တို့လိုအပ်နေသေးတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်လို့ KMDF ဥက္ကဋ္ဌကွန်ပီတူကပြောကြားခဲ့တာပါဒါပြင်နိုင်ငံရေးဆွေးနွေးမှုတွေကိုအဖွဲ့အစည်းပေါင်းစုံတက်ကြဆွေးနွေးကြရမှာပြည်သူတွေကိုရှင်းလင်းတဲ့ဦးဆောင်မှုကိုပြရမယ့်ညီညွတ်မှုမျိုးတော်လှန်ရေးကတစ်စိတ်တစ်ဝမ်းတည်းရှိနေတယ်ဆိုတာပြသရမယ့်အချိန်မျိုးနိုင်ငံတကာကိုညှင့်ချင်နေတဲ့ညီညွတ်မှုမျိုးကိုပြသရမယ့်အချိန်မျိုးမှာပြက်ကွယ်နေတယ်လို့ဖြစ်ပြီးခက်ခဲမှုတစ်ခုဖြစ်ကြောင်း KMDF ဥက္ကဋ္ဌခွန်ဘီထူပြောကြားခဲ့ပါတယ်ကောင်းဆောင်တွေအလုံးကတော်လှန်ရေးအခြေအနေတစ်ခုကိုဦးဆောင်နေရတယ်လို့တော်လှန်ရေးကြားမှာအဆက်မပြတ်စူးစမ်းနေကြတဲ့အပြင်ညီညွတ်မှုကိုတည်ဆောက်နေကြတာဟာမဖြစ်မနေလိုအပ်တဲ့အရာဖြစ်ကြောင်းကိုလည်းအသိပေးထားပါတယ်။ဒါကြောင့်တော်လှန်ရေးကိုဆက်ပြီးဦးဆောင်နိုင်ဖို့အတွက်အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက်ညီညွတ်မှုတွေကိုအထူးဆက်ပြီးပြကြရအောင်လို့ KMDF ဥက္ကဋ္ဌခွန်ဘီထူပြောကြားခဲ့တာဖြစ်ပါတယ်။